မင်္ဂလာပါရှင်ရှယ်ရင်းပိုင်ဖြူမှကြိုဆိုပါရယ်လူတိုင်းနီးပါးနေ့စဉ်ကော်ဖီတောက်ကြတာတွေ့ရပါတယ်ကော်ဖီကိုမကြိုက်တဲ့သူတွေလည်းရှိပေမဲ့ကော်ဖီကြိုက်သူများအတွက်တစ်နေ့ကိုကော်ဖီတစ်ခွက်မတောက်ရရင်အဲ့ဒီအတွက်မပြည့်စုံသလိုခေါင်းမူခေါင်းကိုက်နေသလိုခံစားရတတ်ပါတယ်ဒီနေ့မှာတော့ကော်ဖီတောက်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးများကိုမျှဝေသွားမှာပါကော်ဖီကိုလွန်ခဲ့တဲ့နှစ်1000ကျော်ဝန်းကျင်ကစတင်တွေ့ရှိခဲ့ကြပြီးအခုတော့ကမ္ဘာလုံးဆိုင်ရာလူတွေကြားမှာကော်ဖီဟာလူတိုင်းတောက်ကြတဲ့ဘဝအခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။သမိုင်းအရကော်ဖီကိုပထမဆုံးတွေ့ရှိခဲ့တာကအီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာဖြစ်ပါတယ်။မှတ်တမ်းတွေမှာတော့ကာဒီဆိုသူလယ်သမားတဦးသည်သူ့ရဲ့သိုးများကိုအနီရောင်အသီးတွေကိုစားပြီးနိုးကြနေကြောင်းတွေ့ခဲ့ပါတယ်။ကဒီကဆရာဝန်တွေကိုအဲ့ဒီအသီးအကြောင်းပြောခဲ့ပြီးအဲ့ဒီအထဲကနေကော်ဖီအသုံးပြုမှုစတင်ခဲ့သည်ဟုဆိုပါတယ်။အီသီယိုးပီးယားမှာတွေ့ရှိထားပြီးနောက်ကော်ဖီကိုရီမန်တို့ယူသွားခဲ့ကြပြီးစုပီဖုန်ကြီးများကနိုးကြနေစေရန်တောက်ခဲ့ကြပါတယ်။ရီမန်မှာကော်ဖီဟောက်စတင်ဖွင့်လှစ်ခဲ့ပြီးကွာဟွာအဖြစ်ဖြော်တောက်ခဲ့ကြရာကကော်ဖီကိုစတင်ဖြန့်ချီဖို့ဖြစ်လာပါတယ်။16ရာစုမှာကော်ဖီကအီဂျစ်နဲ့အိုတိုမန်အင်ပါယာကိုရောက်ရှိပြီးကော်ဖီဟောက်စ်များဖွင့်ခဲ့ကြပါတယ်။အဲ့ဒီကော်ဖီဟောက်စ်တွေကစာဖတ်ခြင်းတခြင်းနားထောင်ခြင်းဂိမ်းကစားခြင်းစသည့်လူမှုဆက်ဆံရေးအကျိုးများအတွက်အရေးကြီးတဲ့နေရာတစ်ခုဖြစ်လာပါတယ်။19ရာစုမှာတော့ကော်ဖီကယူရိုပ်တို့ရောက်ရှိပြီး Venice, London, Paris စတဲ့မြို့ကြီးတွေမှာကော်ဖီဟောက်စ်ဖွင့်လှစ်ခြင်းစတင်ခဲ့ပါတယ်။စာရေးခြင်းစီးပွားရေးပညာရေးအလုပ်များနဲ့အတူကော်ဖီတောက်ခြင်းကလူကြိုက်များလာခဲ့ပြီးကော်ဖီယဉ်ကျေးမှုကတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ကော်ဖီရဲ့အကျိုးကျေးဇူးတွေကတော့ကော်ဖီထဲမှာပါသည့်ခလိုရိုဂျီနစ်အက်ဆစ်ကကိုယ်လေးချိန်လျှော့ချခြင်းကင်ဆာဖြစ်နိုင်ခြေလျှော့ချခြင်းတွင်အထောက်အကူပြုပါတယ်။အာရုံစူးစိုက်မှုအခက်အခဲရှိသူများနိုးကြားမှုလိုအပ်သူများအတွက်ကူညီပေးနိုင်ပါတယ်။အန်တီအောက်ဆီဒန့်ပါဝင်မှုကြောင့်နှလုံးရောဂါ၊ဆီးချိုရောဂါအစရှိတဲ့ရောဂါများကိုကူညီနိုင်ပြီးစိတ်ကြရောဂါ၊အယ်ဇိုင်းမာ၊ပါကင်ဆန်ရောဂါအန္တရာယ်မှလည်းလျှော့ချနိုင်ပါတယ်ရှင်။ကော်ဖီထဲမှာဒိုပါမင်မြင့်မားစေတဲ့အတွက်ဆွဲလန်းမှုကိုဖြစ်စေတာပါဒီအတွက်လည်းမနက်ခင်းကော်ဖီတစ်ခွက်အရသာကိုလူတွေကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်ကော်ဖီကိုပမာဏများများတောက်မိခြင်းကအိပ်စက်မှုနဲ့စိတ်တိုခြင်းအပါအဝင်ဆိုးကျိုးများလည်းဖြစ်စေပါတယ်။ Instant Coffee အမြဲတောက်ခြင်းကိုတော့အားမပေးချင်ပါဘူး။ဒီနေ့ခေတ်မှာတော့ကော်ဖီကကမ္ဘာလုံးဆိုင်ရာလူကြိုက်အများဆုံးတောက်စရာတစ်မျိုးဖြစ်လာပြီးလူတိုင်းနီးပါးနေ့စဉ်တောက်လေးရှိပါတယ်။ကော်ဖီရဲ့သမိုင်းကြောင်းအကျဉ်းကိုမျှဝေပေးခဲ့တာဖြစ်လို့တင်ရောနေ့စဉ်ကော်ဖီပဲနှစ်ခွက်တောက်ဖြစ်လဲ။ကြိုက်ဆုံးကော်ဖီမျိုးစားကဘာဖြစ်မလဲ။ comment မှာရေးခဲ့ပါဦးရှင်။